ဒီခါတော့ကြံတွင်းပေါ့စီကြံနေခုကျွန်တော်နှစ်ပရိတ်ဒီနေ့တဲ့နှစ်ပရိတ်ပြောက်တာကိုကျွန်တော်ပြရပေးမယ်ပေါ့ဗျာဟုတ်လားတကယ်လို့နှစ်ပရိတ်မဟုတ်ရင်တော့သူတတ်မဲ့ဆိုရင်၄ပရိတ်ပေါ့နှစ်နဲ့က၄ပရိတ်လည်းပြောင်းပြောက်ပေါ့နှစ်ပရိတ်မပြောင်းရင်၄ပရိတ်ပြောက်ဖို့ကညာနှစ်ခုတည်းတစ်ခုပေါ့ဒါပြန်နှစ်ပရိတ်အဓိကပါနော်ပြီးတော့ကျွန်တော်ပြီးရဘက်ကပြောထားတဲ့963ဒီနေ့တဲ့နှစ်ခါထွက်ရမယ်3ကလိုင်းလေးကျွန်တော်ပြပေးမယ်နော်ဒီနေ့တဲ့ကျွန်တော်ဒီကြံတွင်းဘယ်မှမတော်တော့ဒါမကလန်းနေလဲကျွန်တော်ဟိုပါပေါ့ပိုးပြင်းလဲပိုးပြင်းမှာပေါ့ဗျာတင်ပြင်းလဲတင်ပြင်းမှာပေါ့အဲ့ဒါတကြံတွင်းကုသိုလ်လုပ်တယ်လို့ပဲသဘောထားမှာပေါ့နော်ဒီရလေးတဲ့နှစ်ပလိတ်လေးပျောက်တာလေးလည်းအရန်ကောင်းပါတယ်နော်ကျွန်တော်ဒီမှာ၄လေးလုံးထောင်တယ်ထိတ်လေးလုံးထောင်တယ်ပေါ့၄ထိတ်လေးလုံးထောင်တယ်5ထိတ်လေးလုံးထောင်တယ်ကျွန်တော်တို့3ထိတ်လေးလုံးထောင်အမှန်တော့ဒီနေရာမှာ6လေးလုံးထောင်အဲ့လိုထောင်ပြီးတော့တဲ့အဲ့နှစ်ထဲမှာကျွန်တော်တို့နှစ်ပရိတ်3ချက်ဇောင်းတန်းတယ်နှစ်ပရိတ်ဇောင်းတန်းပြီးတော့တဲ့အဲ့နှစ်ထဲကနှစ်ပရိတ်တစ်ခွက်တည်းတဲ့ရှင်းနှစ်ကနှစ်ပရိတ်လာကြ6ခုနှစ်ပရိတ်ဒီ6ခု9တဲ့နှစ်ပရိတ်လာကြပြီးတော့တဲ့ကျွန်တော်ဒီ4 3လုံးတန်းနေနောက်နှစ်မှာနှစ်ပရိတ်ပြောက်ဒီမှာဒီ4 1 5 3 4 8 3 5 ခွန်3 3 3 4 3 5 4 3 1 3 6 5 6 3ညာကျွန်တော်တို့ဒီမှာ8လို့ဖြစ်တယ်နော်နှစ်ပရိတ်ပြောက်တယ်ဘာလို့နှစ်ပရိတ်တော့4လုံးတန်းတယ်တန်းပြီးကျွန်တော်တို့အောက်မှာနှစ်ပရိတ်3ချက်ဇောင်းတက်တယ်တက်ပြီးရောအဲ့နှစ်ထက်မှာကျွန်တော်တို့နှစ်ပရိတ်တစ်ခွက်ဒီရှင်းနှစ်ကလာတာ6 6ခုနှစ်ပရိတ်6ခု9တို့နှစ်ပရိတ်လာကြာပြီးမှနှစ်ပရိတ်ကနောက်နှစ်မှာပြောက်သွားတာနော်ဒီနှစ်ကကျွန်တော်က001ဒီမှာတစ်ပရိတ်ဒီက009ထွက်သွားတယ်သူကဏ္ဍတူထွက်သွားဒီကဏ္ဍအောင်ထွက်သွားဒီ9လေးလို့ရဲ့နှစ်ကဒီရဲ့ဘက်ကကျွန်တော်တင်မဲ့ဟာအဲ့ဒါကျွန်တော်ဒီမှာ9လေးလုံးတန်းတယ်9လုံးတန်းတဲ့နှစ်ထက်မှာတဲ့ကနှစ်ပရိတ်3ချက်ရိုက်တယ်နော်သူကနှစ်ပရိတ်3ချက်ရိုက်တယ်နှစ်ပရိတ်3ချက်ရိုက်ပြီးရောတဲ့သူကအဲ့နှစ်ထဲကမှာတဲ့နှစ်ပရိတ်တစ်ခွက်3ခွန်နှစ်ပြီးရှင်းနှစ်ကလာတာ3ခွန်နှစ်ရှင်းနှစ်ကလာတာအဲ့ဒါနော်ရှင်းနှစ်ကလာတာလာပြီးဆိုတာဒီနေ့ထဲမှာနှစ်ပရိတ်ကပျောက်သွားတယ်နော်ပျောက်သွားတာအဲ့ဒါပျောက်ဖို့ရည်သူကရာပြေခဏမဟုတ်တဲ့009 001 3ညာဘူးအရင်ဆုံးထွက်ပေးရတယ်001အဲ့ကကျွန်တော်တစ်ပရိတ်မို့လို့001နော်9ပရိတ်မို့လို့009ဒီမှာတစ်ပရိတ်လို့ကျွန်တော်ကဘာလို့ကျွန်တော်ဒီမှာအော်တစ်ပရိတ်ဆိုရင်001ပေါ့ဒီမှာကတစ်ပရိတ်မို့လို့001ကိုကျွန်တော်009ဆိုကောက်ထွက်သွားအဲ့ဒါပေမဲ့သူကဏ္ဍတူထွက်သွားနော်ဒါထားသွားအဲ့လိုမျိုးတည်ပေးထားရတာရာပြေကဏ္ဍမဟုတ်တဲ့3ညာဘူးပေါ့001 009ဆိုပြီးတော့ဗာတည်ပေးထားတယ်နော်အဲ့လိုတည်ပေးပြီးဆိုမှတဲ့သူကအဲ့နှစ်ထဲမှာနှစ်ပရိတ်ပြောက်ရတယ်နော်ဘာလို့နှစ်ပရိတ်ပြောက်ရနှစ်ပရိတ်3ချက်တန်းခဲ့လို့နော်ဒီမှာ9လေးလုံးတန်း9လေးလုံးတန်းနဲ့တန်းပြီးနှစ်ပရိတ်3ချက်ရိုက်တယ်ရိုက်ပြီးဒီနှစ်ထဲက3ခုနှစ်ဒီနှစ်ပရိတ်ဒီကျွန်တော်တို့ဒီလေးလုံးတန်းတဲ့နှစ်ထဲကိုလာထွက်တယ်ထွက်ပြီးဆိုမှနောက်နှစ်ကိုနှစ်ပရိတ်ကပြောက်တာဒီမှာတော့ကျွန်တော်10ပရိတ်9ပရိတ်4ပရိတ်4ပရိတ်5ပရိတ်4ပရိတ်5ပရိတ်4ပရိတ်1ပရိတ်3ပရိတ်ခွန်ပရိတ်1ပရိတ်5ပရိတ်နော်10ပရိတ်4ပရိတ်ကျွန်တော်တို့ဒီမှာကျတော့1ပရိတ်5ပရိတ်1ပရိတ်ဒီတော့ဒီမှာ9ပရိတ်ခွန်ပရိတ်3ပရိတ်ဒီမှာပါတော့ခွန်ပရိတ်2ပရိတ်ပျောက်တာနော်အတိက2ပရိတ်3ချက်တန်းခဲ့လို့ဟုတ်ပြီလားနော်2ပရိတ်လေထွက်ခဲ့ရမှာရှင်းနေကကဏ္ဍဒီ9လေးလုံးတန်းတဲ့နှစ်ထဲကိုထွက်ရမှာထွက်ပြီးရနဲ့သူကနောက်နှစ်ကို009 3ညာပူကအရင်ဆုံးထွက်ရတာနော်001 009နော်ပြီးတော့ကျွန်တော်တို့ဒီမှာ3လေးလုံးတန်းတယ်3လေးတန်းပြီးမှာနှစ်ပရိတ်3ချက်ရိုက်တယ်ရိုက်ပြီးတော့တဲ့ဒီနှစ်ထဲကနှစ်ပရိတ်998ပြီးတဲ့အဲ့ကကျွန်တော်က6306မဲတာ998ပြီးနောက်နှစ်ကို895တော့နှစ်ပရိတ်ထွက်ပြီးတော့ဒီနေ့ထဲမှာနှစ်ပရိတ်လာမလားဒါမှမဟုတ်ဒီမှာသူက4ပရိတ်နှစ်ခါတန်းလေးတယ်
ဒါပေမဲ့လေးပရိတ်ကတော့မထင်ပါဘာလို့မထင်ပါဘူးဆိုပါတော့ဆိုတော့ဒီမောင်ကကျွန်တော်ဘူပရိတ်နှစ်ချက်တန်းခဲ့တယ်ဘူပရိတ်ဆိုပြီးတော့တန်းခဲ့လို့ဟုတ်လားဒါပေမဲ့နှစ်ပရိတ်ပဲအဓိကပျောက်နေတယ်ဒီနေ့ထဲမှာဒါစနစ်ရပြောရနော်ဟုတ်လားစနစ်ရပြောရနော်နှစ်ပရိတ်ပျောက်မယ်ဆိုတော့စနစ်ရပြောတာကျွန်တော်ပြောခွင်ရစနစ်ရပြောတာနော်ပြီးရဲ့နှစ်ကဒီနေ့ထဲရတော့ဒီနေ့ထဲမှာလေးလေးလုံးတန်းလို့ဒီနေ့ထဲမှာကျွန်တော်တို့ပြန်ကြမရှိဘူးဟုတ်လားဒီနေ့မှာ9လေးလုံးတန်းလို့ဒီနေ့မှာပြန်ကြမရှိဘူးပြန်တဲ့3လေးလုံးတန်းပြန်ကြမရှိဘူးတော့3က6ကထွက်သွားတယ်ဟုတ်လားကတိဖက်တဲ့ကျွန်တော်တကယ်ရမြပြန်ကြမရှိတော့ခုထွက်သွားရပြန်ကြမဟုတ်တာဒီမှာလေးတွေထိနေတဲ့ပေါင်တဲ့ခါနဲ့ခါလုံးပေါင်တဲ့အပိတ်ပေါင်တဲ့လို့အဲ့လိုထွက်သွားတာရီလိုက်ကြတာပါစနစ်ရပြောတာဟုတ်ရဒါတော့ကြိုက်ရင်သုံးဖို့မကြိုက်ရင်မသုံးနဲ့ပေါ့ကျွန်တော်ပြောတာအဲ့လိုပုံစံမျိုးနော်ဒါနှစ်ပရိတ်ပြောက်တာကိုကျွန်တော်ကပြပြီးတယ်အဲ့ဒါမြောက်ပြီးရောကျွန်တော်56 3ကလိုင်းလေးပေါ့ကျွန်တော်ပြပြီးတယ်63 3ကလိုင်းပြပြီးတော့ကွက်ပြောက်ပေါ့ဗျာဘယ်လိုကွက်ပြောက်လဲဆိုတော့390ပက်လက်တဲတယ်နော်330ပေါ့390ပက်လက်တဲပြီးရောသူ့ရဲ့တနစ်ချမှာ6ပိတ်6ပိတ်ရှိတဲ့နေရာဇောင်းမှာ985လို့တဲရတာနော်330ပက်လက်ပဲပြီးသူ့ရဲ့တနစ်ချမှာ6ပိတ်ရှိရ6ပိတ်ရဲ့ဇောင်းမှာ985လို့နှစ်ပိတ်ခံရတာခံပြီးနောက်နှစ်မှာ653ဆိုတဲ့ခဏတိထွက်ပြီးရတယ်653ထွက်ပြီး653ကြီးနှစ်ခါကြရသူအဲ့လိုကြီးနော်ဒါပထမကဒုတိယကကတော့390 339ပက်လေပေါ့ဗျာဒီမှာလည်းရှိတယ်ပြန်ကြပါ330ဒါတော့နော်အမှန်အဲ့လိုထွက်ပြီးရောတဲ့သူ့ရဲ့တက်နေချမှာ6ပိတ်6ပိတ်ရဲ့ဆံမှာ998ခုန998ပက်လေထွက်ပြီးနောက်နှစ်မှာတဲ့963ပြီးတဲ့နှစ်ခါထွက်ရတာနော်ဟုတ်ပြီလားကျွန်တော်မှခွန်303သူ့ရဲ့တက်နေချမှာ6ပိတ်6ပိတ်ရဲ့ဇောင်းမှာ895ရှိ895တည်တဲ့ကျွန်တော်တို့6ပိတ်ရဲ့ဇောင်းမှာ895895ရဲ့နောက်နှစ်မှာတဲ့963အခုနောက်ထွက်ပြီ963ဒီနှစ်ခါထွက်မလားနှစ်ခါထွက်ကိုထွက်ရဒါစေနာနဲ့ကျွန်တော်ပြပြီးတဲ့ဒါကိုကျွန်တော်အကြမ်းပဲကြည့်ထားတော့အဲ့ဒါနော်ဒီမဲ့303ခုပတ်လက်ထွက်တဲ့သူတနေ့ချမ်းမှာ6ပိတ်ရဲ့ဇောင်းမှာ950ဆိုတဲပြီးအနောက်နဲ့မှာ653နှစ်ခါထွက်တယ်နော်အခုကျွန်တော်339ခေါ်သူ့ရဲ့တနေ့ချမ်းမှာ6ပိတ်ဆောင်998ရဲ့နောက်နှစ်မှာကျွန်တော်963ပြီးနှစ်ခါထွက်တယ်ဟုတ်လားကျွန်တော်ကအဲ့မှာခွန်303တနေ့ချမ်းမှာ6ပိတ်ဆောင်မှာ895ရဲ့နောက်နှစ်မှာကျွန်တော်963ထွက်ပြီနှစ်ခါထွက်လိမ့်မယ်နော်အဲ့ဒါ963အခု009ဒီချိန်ပြန်ကြလေး009ပြောရင်တော့3ညပါတော့ခဏပြန်ကြတော့ပြပေးမှာပေါ့ဒါပေမဲ့ဒီချိန်မှာ009ကဟုတ်လို့ရှိနော်အဲ့ဒါဒီနေ့ကဘလို့ထွက်မလဲတော့ပြည့်ရဲ့နှစ်ကဗရိတ်အောင်ခဲ့တဲ့ line လေးပေါ့ကျွန်တော်ဟို9ရဲ့ဒီရဲ့မွေးကနန်းလေးရေပေါ့ဗျာပြပြီဒီမှာတော့150 631တကက်931 160နှစ်ကက်ဒါကနန်းနုကနန်းနော်အဲ့ဒါကျွန်တော်351 136 3ကက်ရှိတယ်နော်150 631 931 160 351 136 3ကက်ရှိ3ကက်ရှိရဲ့နောက်နှစ်မှာသူက1 2 3 4မ3ပဋိ3ပဋိသူ့ဘဝ10ပဋိဒီပေါဝါလှန်တာအဲ့လိုပဲဒီမှာလည်း1 2 3 4မ9ပဋိ9ပဋိဒီသူ့ဘဝခဏပေါဝါလှန်တာ4ပေါဝါ9ပဋိနော်ဒီမှာ1 2 3 4ဒီမှာ4ပဋိသူ့ဘဝ9ပဋိ9ပဋိကိုပေါဝါလှန်တာ4ပဋိဖြစ်တယ်နော်အဲ့လိုဖြစ်ပြီးရဲ့နောက်နှစ်မှာတဲ့ကျွန်တော်တို့ဟုတ်လားအဲ့လိုဖြစ်ပြီးရဲ့နောက်နှစ်မှာဒီ150ရဲ့ဆောင်း8ခွန်1ဆိုတဲ့ခဏန်းတီးတဲ့နော်နောက်နှစ်မှာခွန်1 8ဆိုပြီးလာထွက်တယ်နော်ဒီ150ထောင်နဲ့8ခွန်1ခဏန်းတီးခွန်1 8ဆိုပြီးလာထွက်တယ်အဲ့လိုပဲကျွန်တော်ဒီမှာ931ဆိုတဲ့ခဏန်းတီး254တီးတဲ့အဲ့နောက်နှစ်မှာ245လို့လာထွက်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်က351နောက်ရခဏမှာ390ဒီနေ့ထဲပက်လေပေါ့ဒါကြိုင်တော့မွေးပေါ့ဗျာနော်အဲ့နှစ်ထဲမှာတဲ့သူကအဲ့လိုထွက်မထွက်တော့မသိတော့အဲ့နှစ်ထဲမှာ3ညပါတဲ့ခဏထွက်တယ်ကျွန်တော်ဒီမှာ150 631နော်1နေ3 4နော်3မိနစ်3မိနစ်သူ့ဘဝ10ပြိတ်ဒီပါဝါလှန်တော့3မိနစ်အဲ့နှစ်ထဲမှာ3ည5 3ညပါတဲ့ခဏ
ဘာလို့3ညပါခဏချပြရလို့ဒီမှာ6 3ည1ဝမ်းချိန်တင်50 3ည1တွေးဒီပေါ့လေ3ညပါတော့မ3ည5 1ခဏတည်တဲ့ပြန်ကြတယ်နှစ်ခါထွက်တာ3ညပါတဲ့ခဏတစ်ခွက်ဒီနှစ်ခါထွက်တာအဲ့ဒီက9 3ည1 160နော်ဒီမှာတရားပြလိုက်မှာတော့ဒီမှာ1ခွန်8ဒါထပ်ထွက်အောင်မလား9 3ည1 160ကျန်တော့1 2 3 4 9ပြည့်9ပြည့်သူ့ဘူက4ပြည့်ကိုပေါက်သွားတာပေါက်ဝမ်းလေးနောက်နှစ်မှာတဲ့3ညပါတဲ့ခဏနော်2 9 3ည290နှစ်ခါထွက်တယ်ဟုတ်ပြီလားနော်အဲ့ပုံမှာဒီမှာ9 3ည1ဆောင်5 4 2တည်တဲ့ကျွန်တော်အဲ့ဒီထက်မှာ2 4 5လို့လာထွက်တယ်ဒီမှာ3ည5 1 1 3ည6 1 2 3 4 4ပြည့်သူ့ဘော9ပြည့်ကိုလှမ်းတော့4ပြည့်နော်အဲ့4ပြည့်မှာတဲ့သူက3ည9 3ငါနဲ့စောင်းထားတဲ့ခဏဒီထွက်အောင်မလားဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာဟောပေါ့3ညပါတဲ့ခဏဆိုတာပထမဆုံး3ည3ည9ဒီချင်းပြန်ကြမလားဒါနော်ဒီချင်းပြန်ကြမလားဒါပြီးရဲ့ဘက်ကကျွန်တော်တင်ထားတာနဲ့ဟောပေါ့ကွင်းဆက်ဟာပေါ့တော့3ခုဟောပေါ့ကျွန်တော်တို့ဒီ3ခုစနေစီကျော်ခွဲချကြတယ်နော်3ခုခုပြီးတော့ကျွန်တော်တို့ဒီမှာဘာတော့630 630ပြီးတော့009ကြမလားနော်3ညပါတဲ့ခဏအခုကတစ်ခွက်ထွက်ပြီးရဆို3ညပါတဲ့ခဏပြန်ကြမလားပေါ့နော်အဲ့ဒါအခုက2ပြိပြောင်းမယ်ဒီတော့930ပဲလေကြိုင်တော့မွေးပေါ်ပြကိုထုံးမဲ့ခဏနဲ့ပိုင်းတော့ထိုးပေါ့နော်563နှစ်ခါထွက်မယ်နော်ပြီးတော့2ပြိပြောင်းမယ်နော်2ပြိပြောင်းမယ်အခု009ဒါ3ညပါတဲ့ခဏပေါ့ဒီကဏ္ဍမှာမဟုတ်ဘူးဗျာနောက်ချိန်မပါဆိုလဲခြံထွက်မှာပေါ့နော်အဲ့ဒါ